ဒီနေ့တောင်းကလာဥက္ကလာဘဈေးရောနားရောက်နေမင်းသမီးထက်တဲ့တောင်စားတဲ့ရှမ်းခေါက်ဆွဲဆိုင်ကအဲ့နားမှာရှိရဲ့နန်းခွင်ရှမ်းခေါက်ဆွဲအတော့စားကြည့်မလို့မင်္ဂလာပါဟိုကရှမ်းခေါက်တဲ့ရတာဟုတ်ကဲ့ဒါမင်းသမီးထက်တဲ့တောင်စားတဲ့ဆိုင်နော်ဟုတ်တယ်ဟုတ်မင်္ဂလာပါကိုဟုတ်ကဲ့ပါဟုတ်တဝဲဘယ်လောက်လဲမသိဘူး2500တက်နေဟုတ်ကဲ့ချားဆိုင်နေ4-5တောင်နေပဲရောင်းနေပြီသူဆိုင်ရှင်ကိုကြီးချက်ပြုတ်နေခဏစောင့်နေရှမ်းခေါက်ဆိုရေတပွဲမှာထားတယ်စံပွဲပေါ့နော်စံပွဲရေစိမ်တပွဲမှာတာစားပြီချမင်းမစားရရတယ်ဟုတ်ကျွန်တော်ငယ်တော့ကြောင်မဲဘက်မှာနေလိုက်သေးတယ်ဟုတ်အဲ့မှာအလုပ်လုပ်သေးတယ်နောက်ပြန်လာရန်ကုန်ရောက်တော့အဲ့မှာတူဦးနွေးကိုရှမ်းခေါက်ဆိုဆွဲလာအောင်ဒီကောင်ကနန်းပါလေနန်းခွေနန်းခွေ तू ကမြကြီးနာနာဟောကချင်ပြည်နယ်ဘက်ကဟိုကျွန်တော်တို့ဒီမိုးကောင်းရဲ့မိုးကြီးရဲ့ဟောဟုတ်မိုးကြီးဟိုနေအကိုနေအဲ့နားမှာရှမ်းရွာတွေများတယ်နော်ဟုတ်ခန်းကြီးချမ်းဟုတ်ခန်းကြီးချမ်းနေများဟုတ်ဟောအဲ့ကြောင့်အဲ့ဘက်ကလက်ရတစ်မျိုးလေးဟုတ်တယ်ဒီဘက်ရှမ်းပြည်မြောက်ပိုင်းတို့တောင်ပိုင်းတို့နဲ့မတူဘူးဟုတ်ကက်တီကြီးတွေကြာဟုတ်မိုက်တယ်အရင် strong မဖြစ်ဘူးဆွဲတော့ပြောင်းသွားပြီအချင်းကတော့ရှမ်းကျင်ကကြောင်မဲရမှာလို့ပြောမိုက်ကဲကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်